မင်္ဂလာပါခင်ဗျဒီနေ့လေးမှာတော့ကမ္ဘာကိန်းနဲ့စံချိန်တင်ထားတဲ့မြန်မာနိုင်ငံမှာအံ့ဩဖွယ်ရာများကိုစူးစီးပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျနံပါတ်4မင်းကုန်းဆရာတော်ဘုရားကြီးမှတ်ဉာဏ်ရာမှာမြန်မာကမကကဘာကပါဩရှာရလောက်တဲ့မင်းကုန်းဆရာတော်ဘုရားကြီးဟာပိဏိကတ်သုံးပုံကိုနှုတ်ဖြည့်ရေးဖြည့်ဖြည့်ထုတ်ခဲ့ရမှာစာမျက်နှာ9934စာမျက်နှာလုံးကိုတရှင်းမှမထောက်ရပြီးပဲလွတ်ရွတ်ဆိုနိုင်ခဲ့ပါတယ်ဒါအပြင်စာအုပ်မူကွေးများရှိခဲ့ရင်လည်းဘယ်စာအုပ်ကအမှန်ဘယ်စာအုပ်ရဲ့စာမျက်နှာဘလောက်မှာဘာအကြောင်းအရာပါတယ်ဆိုတာတိတိကျကျဖြေဆိုနိုင်ခဲ့ပါတယ်ဒီအချက်တွေကြောင့်1985ခုနှစ်ထုတ်ဂိနစ်စာအုပ်မှာဝမှတ်ဉာဏ်အကောင်းဆုံးလူသားအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်နံပါတ်3ဥပိန်တရာနံပါတ်3နေရာမှာတော့မန္တလေးတိုင်းအမရပူရမြို့နယ်မှာတည်ရှိတဲ့ဥပိန်တရာပဲဖြစ်ပါတယ်ဥပိန်တရာဟာတစ်သားတွေနဲ့သာတိစောက်ထားပြီးအရှိ1.2 ကီလိုမီတာရှိပါတယ်။ဥပိန်တရာဟာကမ္ဘာ့ရှည်ဆုံးတစ်သားတစ်သားအဖြစ်ဂိနစ်စံချိန်တင်ထားပါတယ်။နံပါတ်2ကုသိုလ်တော်ဖရာနောက်ထပ်အံ့ဩဖွယ်စံချိန်တစ်ခုကတော့မန္တလေးမြို့မှာရှိတဲ့ကုသိုလ်တော်ဖရာမှာရှိပါတယ်။ကျောက်စာ929ချက်ရှိပြီးကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ်ဂိနစ်မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။နံပါတ်1နဲ့နောက်ဆုံးတစ်ခုကတော့ရွှေကုန်းစီတီတော်ပါရန်ကုန်မြို့တိမ်ကုတ်ထရကုန်းတော်မှာတည်ရှိတဲ့ရွှေကုန်းစီတီတော်ဟာ105မီတာပေအားဖြင့်368ပေညံတော်မြင့်မှာရှိပါတယ်။ရွှေကုန်းစီတီတော်ဟာကမ္ဘာအကြီးဆုံးစီတီတော်အဖြစ်ဂိနစ်စံချိန်တင်ထားပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်လို့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။နောက်ထပ်ဗီဒီယိုတွေမလို့ရအောင် like နဲ့ subscribe လေးလုပ်သွားပေးကြပါဦးခင်ဗျ။